ကျွန်တော်တို့လူသားရင်းမြစ်အတွက်တော့ရေဟာအသက်ပါပဲလူခန္ဓာကိုယ်မှာရေဓာတ်ဟာ60%ထိပါဝင်နေပါတယ်ဒါကြောင့်ရေလုံလောက်တောက်တုံးနေရခြင်းဟာကောင်းမွန်တဲ့လေ့ကျင့်တစ်ခုဖြစ်ပြီးတော့ကျန်းမာရေးကိုထိန်းသိမ်းမှုအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်ဒီလိုကောင်းကျိုးတွေအများကြီးတရားမှာဘရိုတို့တည်ထားတဲ့ကောင်းကျိုးလေးတွေကိုကျွန်တော်ကစူးစီးပြီးတော့တင်ပြပေးလိုက်ပါတယ်နံပါတ်1ကျွန်တော်တို့ရေကိုနေ့စဉ်ပုံမှန်လိုအပ်တဲ့ရေပမာဏကိုတောက်တုံးခြင်းဟာကျွန်တော်တို့ရဲ့ကိုယ်ကာယစွမ်းဆောင်ရည်နဲ့အုံနောက်စွမ်းရည်ကိုကောင်းကောင်းမြင့်တင်ပေးပါတယ်ဥပမာဘရိုရိုအနေနဲ့အလုပ်တစ်ခုခုဒါမှမဟုတ်လေးလာမှုတစ်ခုခုမစခင်မှာရေတောက်ခြင်းအပြင်ဘရိုရိုလေးလာမှုအတွက်အာယုံပိုဆိုင်နိုင်ပြီးတော့စိတ်ခံစားချက်လည်းပိုပြီးကောင်းမွန်လာနိုင်ပါတယ်။ရေတက်အနှဲငယ်ရော်နေရုံနဲ့ပင်မနှမ်းနေပြီးတော့စိတ်ပီစီမှုကိုလည်းခံစားရနိုင်ပါလေ။နံပါတ်2ရေကိုလုံလောက်စွာတောက်တုံးခြင်းဟာအသားရည်ကြည်လင်လှပစေပြီးတော့ skin care လုပ်ချင်တဲ့သူတွေအတွက်တော့အကောင်းဆုံးတဘာဝနည်းလမ်းတစ်ခုဖြစ်ပါတယ်။ရေဟာအသားရည်အတွင်းမှာအဆိုးဓာတ်များကိုလည်းထိမ့်သိမ်းပေးပြီးတော့အသားရည်၆တွေတောင်လည်းရော့ကျစေပါတယ်။ဝက်ချန်ထက်တာကိုလည်းကာကွယ်ပေးတယ်။တဘာဝအတိုင်းကျမ်းမာတောက်ပါတဲ့အသားရည်ကိုလည်းရရှိစေပါတယ်။ Loss Massing ကိုတည်ထားတဲ့သူတော်များများကလည်းရေတောက်ခြင်းဟာဘလောက်အရေးပါလဲဆိုတော့သိကြမယ်ထင်ပါတယ်။နံပါတ်3ရေတောက်ခြင်းဟာအစာချေစနစ်ကိုလည်းကူညီပေးပါတယ်။ရေကအစာချေဖြတ်ရမှာအစာအိမ်ကိုကူညီပေးပြီးတော့ဝမ်းချုပ်တာကိုလည်းကာကွယ်ပေးပါတယ်။အစာချေစနစ်ကိုလည်းချောချောမွေ့မွေ့နဲ့လဲပတ်စေပါတယ်။နံပါတ်4ရေတောက်ခြင်းဟာခန္ဓာကိုယ်ထဲကအဆိပ်တောက်များကိုဖယ်ရှားပေးပြီးတော့ချွေးနဲ့စီးမတစ်ဆင့်စွန့်ပစ်ပစ္စည်းတွေနဲ့အန္တရာယ်ရှိတဲ့အရာတွေကိုလည်းဖယ်ထုတ်ပေးပါတယ်။ခန္ဓာကိုယ်အတွက်ဘာဝတန့်စင်တဲ့စနစ်တစ်ခုလည်းဖြစ်ပါတယ်။နံပါတ်5ခန္ဓာကိုယ်အပူချိန်ကိုလည်းထိန်းညှိပေးပြီးတော့ယာရီဥရုပူတဲ့အချိန်ဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်တဲ့အချိန်တွေမှာရေဟာကျွန်တော်တို့ခန္ဓာကိုယ်အပူချိန်ကိုမျှတစွာထိန်းသိမ်းပေးပါတယ်။အပူလွန်ကဲတာမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။နံပါတ်6ရေတောက်ခြင်းဟာကိုယ်ခန္ဓာလေးချိန်ထိန်းချုပ်ရမှာတစ်ဖက်တစ်လမ်းမှကူညီပေးပါတယ်။ကျွန်တော်တို့ဟာအစာမစားမီရေတောက်ခြင်းဟာဘိုက်ပြည့်တယ်လို့ခံစားစေရပြီးတော့အစာမများမစားမိအောင်လည်းထိန်းသိမ်းပေးပါတယ်။ဒါကြောင့်ရေတောက်ခြင်းဟာဇီဝပြည့်ပြတ်မှုကိုမြန်ဆန်စေပြီးတော့ကိုယ်ခန္ဓာလေးချိန်လျှော့ချရမှာကောင်းကောင်းထောက်ကူပြုပါတယ်။နံပါတ်9ကိုယ်ခံအားစနစ်ကိုလည်းအားကောင်းစေပါတယ်။ရေလုံးလုံးလောက်ရှိတဲ့ခန္ဓာကိုယ်ဟာအာဟာရဓာတ်တွေကိုကောင်းမွန်စွာတည်ဆောင်ပေးပြီးတော့ကိုယ်တွင်းအင်္ဂါတွေကိုပံ့ပိုးပေးပါတယ်။ဒါကြောင့်ရေဟာယောဂတွေနဲ့ပုံမွားတွေကိုခုခံနိုင်တဲ့ကိုယ်ခံအားကိုလည်းရရှိစေပါတယ်။ဒီလောက်ဆိုရင်တော့ရေတောက်ခြင်းဟာဘလောက်တောင်ရေးပါလဲဆိုတာသိပြီးပြီဆိုတော့ဘလို့စနစ်တကျတောက်တော့ရမလဲဆိုတာကိုသိကျင်နေကြပြီထင်ပါတယ်။ဒါဆိုရင်ရေဘယ်လိုတောက်ရမလဲ။ရှင်းပါတယ်။အရွယ်ရောက်ပြီးတဲ့သူတိုင်းတစ်နေ့ကိုရေပန်ခွက်6ခွက်ကနေ8ခွက်ခန့်2.5 လီတာမှ3 လီတာအထိတစ်နေ့တာတောက်တုံးရင်လိုအပ်ပါတယ်။ဒါပေမဲ့ယာရီဥရုပူတဲ့နေရာမှာနေရတဲ့သူလေ့ကျင့်ခန်းများများလုပ်ရတဲ့သူဒါမှမဟုတ်အပြင်မှာလှုပ်နေတဲ့သူတွေဆိုရင်တော့ဒီပမာဏထက်ပိုပြီးတောက်တုံးရင်လိုအပ်ပါတယ်။ရေဟာရိုးရှင်းဆုံးဆေးဝါးပါ။ကယ်လိုရီမရှိတကြားမရှိဈေးမကြီးရရှိရန်လွယ်ကူပါတယ်။အသက်ရှင်ရန်မရှိမဖြစ်လိုအပ်ချက်ပါ။ဒါကြောင့်ရေလုံလောက်တောက်တုံးနေရခြင်းဟာကျန်းမာနေရခြင်းပဲဖြစ်ပါတယ်။အခုပဲရေတစ်ခွက်ကိုတောက်လိုက်ပါ